ခင်မွန်ကြီး10ပါးကိုပြမမိရင်ဝန်ချတောင်းပန်ပါကခြေပါသလားပြမမိရင်တော့ဝန်ချတောင်းပန်ရမှာပဲဖြစ်တယ်ဝန်ချတောင်းပန်လို့ရှိရင်ဆက်ပြီးတော့အကုသိုလ်တွေမဖြစ်တော့ကောင်းတာတွေကြီးဆက်လုပ်ခြင်းအပြင်မကောင်းတဲ့အကုသိုလ်တွေကပျောက်ပြက်သွားတာမဟုတ်တော့လည်းပဲသူတို့ဟာတဖြည်းဖြည်းဘေးကိုတွန်းထုတ်ခြင်းခံရတော့ဒီနောက်ဆုံးမှာ isolated ဖြစ်သွားတာပေါ့နော်နောက်ဆုံးတဖြည်းဖြည်းတောက်ဆုတ်သွားတဲ့သဘောကိုဆိုလိုတယ်ပေါ့ကောင်းတာတွေကလွှမ်းမိုးလာတဲ့အခါမကောင်းတာတွေဟာတဖြည်းဖြည်းနောက်ရောက်သွားတယ်နောက်တော့သူတို့မှကြိုးပေးဖို့ခွင့်လန်းမရှိတာကိုဆိုလိုတယ်ပေါ့ဘယ်လိုတောင်းပန်ရမလဲဆိုပြမမိလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရှိနေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရှေ့မှာထိုင်ကြော့ပြီးတော့ဝန်ချတောင်းပန်ကောင်းတဲ့အပြစ်ပြမမိပါတယ်အဲ့ဒီပြမမိတာတိခံမှာခွင့်လွတ်ပါလို့ဒီလိုပဲတောင်းပန်ရမှာပေါ့အဲ့လိုတောင်းပန်တဲ့အခါမှာသူကလက်ခံလိုက်ရင်ကိုယ်စိတ်ထဲမှာပေါ့ပါပြီးတော့သွားတယ်ပေါ့ပါပြီးသွားရင်နောက်ထပ်ဒီလိုအလုပ်မျိုးဆက်ပြီးတော့မဖြစ်အောင်တတိထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ဒီသဘောကိုဆွလို့တယ်နော်ဒီ